နေရာအခန်း35ရဲ့ပုံခေတ် section ပဲအီရှိကကျတော့ Haru နားလဲပါတဲ့ Sakura က Saki မှာ Haru ဆိုတာနေဦးနားလဲ mask ကကျတော့နာလီ mask ကနေလာတယ်နာလီ mask ကိုတရှိတို့ကဘာဖောင်ပြောင်းထားတာနာလဲ mask ဖြစ်သွားတယ် E-line ကနေ airline ပြောင်းပြီးတော့ဘာကတ်နော်ဘာဖောင်ပြောင်းထားတာအဲ့တော့နွေရာသီရောက်လာရင်နွေရာသီဖြစ်လာရင် Sakura က Saki မှာ Sakura ဘန်းနေပွင့်မယ်တဲ့နိဗ္ဗာန်တန်ကြီးကရောခဲလေပါဒီအီကလာတယ်အီကိုဝတရှိတို့ကအီကိုဖြုတ်ခဲလေပါပေါင်းထားတယ်နော်ရောခဲလေပါဖြစ်သွားတယ်ရာသီတို့ပေါင်းရင်တဲ့မှုခိုနီဟိုဘက်ကရှိမဆိုတာကျွန်းကိုပြောတာမြင်မမြင်ရတယ်အဲ့တော့ရာသီတို့ကောင်းရင်ဟိုဘက်ကကျွန်းကိုမြင်ရတယ်ဆိုတဲ့အတိတ်ပဲစမ်းပါဟိုခိုင်းတို့လျော်ခိုးနာတာဟိုခိုင်းတို့ခရီးဆိုရင်နောင်နာတာဒီမှာနောင်နာတာဖြစ်မယ်နော်ဟိုခိုင်းတို့လျော်ခိုးနာတာဆိုတော့ဟိုခိုင်းတို့ခရီးစဉ်ဆိုရင်တဲ့Rakuka Suka Ida ဆိုတော့6လပိုင်းကကောင်းတယ်အဲ့တော့ label ဆက်ဖတ်မယ်ဒီစီ Kuruma no Mato ကAkanine Deska ရဲဆိုတော့တကားရဲ့ brain ပေါက်က Akanine Deska မပွင့်လို့ဆိုတဲ့အဓိပ္ပာယ်အော်လိုက်တဲ့အခါမှာအဲ့ဟာပြန်ပြောတယ် Snowboard တန်အိုးတဲ့အဲ့ဒီခလုတ်ကိုတဲ့ Oseba Oshimas ကနေလာတယ်စာရှိစုစဲပြီးတော့မှဘာကတ်ထားတယ်နော် Oseba ဆိုတာနှိပ်ပြီးအဲ့ဒီခလုတ်ကိုနှိပ်ရင်တဲ့ Akimas ရောပွင့်နေပြီတဲ့နိပဲကိုကနိဣခံကအာဒီမတ်ကအခြားသောအကြံဉာဏ်တွေရှိသေးလားဤရဲ့ဟင်တို့ခုနိအထူးသဖြင့်တော့အထူးတလေတော့အာလီမဆန်မရှိပါဘူးအဲ့တော့နားခဲလေပါဒီအာလီမဆန်ကနေလာ9ကိုနော်9ကိုဤကိုဖြုတ်ပြီးခဲလေပါပေါင်းထားတာနားခဲလေပါမရှိဘူးဆိုရင်တော့ခိုးရတဲ့ဒီမှာတဲ့ဟိုအာလီမရှော့ပြီးဆုံးကြရအောင်နဲ့ဒါကြတော့ဟိုမီတင်ပြောလုပ်နေတဲ့ပုံစံမျိုးပေါ့နော်စမ်းပါနီဟိုနာစေကာဆိုဝါဒိုဒတ်စကဂျပန်ရဲ့နေထိုင်မှုပုံစံကဘယ်လိုလဲတူတဲမိုဘန်လီတက်အရန်ကိုအဆင်ပြေတယ်ဒါပေမဲ့မိုးစုကိုရှိနှောက်ထက်နည်းနည်းဘိုးကဆိုတာကုံစင်းနှုံကရာစုခဲလေပါရာစုဤကနေလာဤကိုဖြုတ်ခဲလေပါပေါင်းထားရာစုခဲလေပါကုံစင်းနှုံနည်းနည်းဈေးရှို့မယ်ဆိုရင်တက်တာမယ်ဆိုရင်နော်မတ်တိုပို့ပြီးတော့ဤတို့အမူကြီးမှာစကောင်းမယ်လို့ထင်ပါတယ်တဲ့အမျိုးပိုင်အာရှိတမတဲ့နီမနေ့ဖြန်နောက်ဆုံးထားပြီးလပုတ်တိုဒါဆာနာခဲလေပါနာဒီမာဆန်ကအစင်ကန်စာကိုမတင်လို့မရဘူးလားမူလိကနောင်နာတာဖြစ်မယ်နော်အစင်မပြေဘူးဆိုရင်မဖြစ်နိုင်ဘူးဆိုရင်နော်ခင်ရောပြီးမှတဲ့နီတောက်ကြနေနောက်ဆုံးထားပြီးတော့ဒါတက်ခရာဆိုင်တင်ပေးပါတဲ့ဟုတ်ပဲဟိုခါလီတိုင်းတက်ကအစအုပ်ကိုငှားကျင်လို့ဒိုးစုလဲပါဤတက်ကဒီညီမလိုဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတဲ့အဓိပ္ပာယ်ဥကဲဆုခဲတဲ့အဲ့ဂျိုကောင်တာမှာခတ်တူအိုးတဲ့ကတ်ကိုဆုခတဲ့မိုရတဲ့ခရာဆိုင်အဲ့ဒါကဘတ်တဲ့ခရာဆိုင်ကလာမယ်ဒါကတော့ဘတ်တဲ့မိုရိုင်းမတ်ကနေလာမယ်ဘတ်တဲ့မိုရိုင်းမတ်ကဘတ်လုပ်ပေးတာကိုလက်ခံရရှိတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ဆုခတဲ့မိုရတဲ့ခရာဆိုင်ဆိုတော့ဒါကဘတ်တဲ့ခရာဆိုင်ကဆိုတော့ဘတ်ပေးပါဆိုတဲ့အဓိပ္ပာယ်အဲ့တော့ဘတ်လုပ်ပေးတာကိုလက်ခံရရှိပေးပါဆို